မင်္ဂလာပါခင်ဗျာ2022ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာ18ရက်နေ့အတွင်းမြန်မာတက္ကသိုလ်1384ခုနှစ်တစားမုံလပြည့်ကျော်4ရက်နေ့မှာ10ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်များကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာမင်္ဂလာပင်လယ်ော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ော်တို့မှာလေဖိအားနဲ့ရဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်ရတစ်မှတိမ်ယူတက်နိုင်ပြီးကြံမင်္ဂလာပင်လယ်ော်မှာတိမ်ရတစ်ဖြစ်ထွန်းနိုင်ပါတယ်ဝေးရသွန်းနိုင်မှုအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာတိမ်ရတစ်မှတိမ်ထူတက်ပါမယ်အမြင့်ဆုံးပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ88ဒီဂရီဖာရင်ဟိုက်မှ69ဒီဂရီဖာရင်ဟိုက်အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာ88ဒီဂရီဖာရင်ဟိုက်မှ89ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာ68ဒီဂရီဖာရင်ဟိုက်မှ89ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။နေဆုံးပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကလည်းချင်းပြည်နယ်မှာ40ဒီဂရီဖာရင်ဟိုက်ခန့်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ52ဒီဂရီဖာရင်ဟိုက်မှ63ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ64ဒီဂရီဖာရင်ဟိုက်မှ84ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။လေထုဆိုတိုင်းစာအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ83ရာခိုင်နှုန်းမှ93ရာခိုင်နှုန်းအတွင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ82ရာခိုင်နှုန်းမှ82ရာခိုင်နှုန်းအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ61ရာခိုင်နှုန်းမှ81ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ခွေရင်ခွေပြန်တော့အခြေအနေခန့်မှန်းချက်များအနေနဲ့ကလည်းစကိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှေ့ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ24မီလီမီတာမှ33မီလီမီတာအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ73မီလီမီတာမှ23မီလီမီတာအတွင်းရှိနိုင်ပါတယ်။ရေစီလောအောင်ရေအခြေအနေခန့်မှန်းချက်များအနေနဲ့ကလည်းချင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာဆို့အခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ6တွေ့အခြေအနေမှာရှိနိုင်ပါတယ်။စိုက်ပျိုးရေးမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုကြည့်ရှုနေကြတယ်။မိဘပြည်သူအပေါင်းကိုစိတ်နှဖျားကျန်းမာချမ်းသာကြပါစေခင်ဗျာ။